ကဘာတဝမ်းမှာချစ်စရာကောင်းတဲ့ရင်သက်ရှုမောဖွယ်အတိုက်ဆောက်လုပ်တဲ့ငှက်မျိုးစိတ်တွေရှိတယ်ဆိုတာသင်သိပါသလားဒီနေ့ဗီဒီယိုလေးကတော့ရကန်းသမားငှက်ခေါ်ဝီပါငှက်ကလေးများအကြောင်းကိုစူးစမ်းလေ့လာတင်ဆက်သွားပါမယ်အော်လီပတ်ဆန်ဘတ်ဟာအာရှတိုက်ရဲ့အပူပိုင်းနဲ့အလယ်လက်ဒေသတွေဖြစ်တဲ့မြန်မာထိုင်းမလေးရှားအင်ဒိုနီးရှားနိုင်ငံတွေမှာအများဆုံးတွေ့ရတဲ့လှပတဲ့ငှက်တစ်မျိုးပါအရွယ်စားသေးငယ်ပြီး10 စင်တီမီတာခုနှစ်10 ကရန်လောက်ရှိကြပါတယ်တက်တန်းကတော့4 နှစ်လောက်သာအသက်ရှင်နိုင်ကြပါတယ်အထီးငှက်ကရင်ဘတ်မှာခရမ်းရောင်ပြာရောင်တောက်ပတ်တဲ့အမွှေးတွေရှိပြီးနောက်ကျောကတန်တွင်စိမ်းရောင်အမိကမီးခိုးရောင်နဲ့အဝါရောင်တို့ရှိတတ်ပါတယ်သူတို့ရဲ့ထူးခြားချက်ကပန်းရည်ကိုအဓိကစားသုံးတတ်တာနက်တာဖီတာတွေဖြစ်ပြီးရှေ့လျားကွင်းချင်းနဲ့နှုတ်သီးနဲ့ပန်းပွင့်တွေရဲ့နှက်ယူတတ်ပါတယ်အင်းဆက်ပိုးမွားတွေနဲ့ပင့်ကူတွေကိုလည်းဖမ်းစားတတ်ပြီးပြန်တန်းရင်းလေရဲမှာဖမ်းယူနိုင်တဲ့လက်စွမ်းလည်းရှိကြပါတယ်သူတို့ရဲ့အတိုက်ကအံ့ဖွယ်ပါပဲငှက်အမတွေဟာတည့်ရွက်မျက်ဆွဲချီမြင်စတဲ့ပစ္စည်းတွေနဲ့တစ်ကိုင်းမှာဆွဲချီထားတဲ့အိတ်ပုံစံအတိုက်ကိုစောက်တတ်ပါတယ်အထီးကနေမြေကာကွယ်ရင်းချုံမင်းစွာအတန်တီးကျူးတတ်ပါတယ်မြို့ပြဥယျာဉ်တွေပန်းချံတွေမှာတောင်မကြာခဏတွေ့နိုင်ပြီးပန်းပွင့်တွေများတဲ့နေရာမှာနေတတ်တဲ့ချစ်စရာငှက်ကလေးတွေပါပန်ဂျူလိုင်းတငှက်မျိုးစိတ်ဟာတင်းငယ်လေးလန်းဆန်းတဲ့တေးတီငှက်တွေချစ်ပြီးအရွယ်စားတင်းငယ်ကြပါတယ်9.5 10 စင်တီမီတာအရှိရှိ10 ကရန်လောက်လေးချိန်ရှိကြပြီးတက်တန်းကတော့9 နှစ်လောက်သာအသက်ရှင်တန်နိုင်ကြပါတယ်။ဦးခေါင်းတွင်မိခိုးရောင်မျက်နှာမှာအနက်ရောင်မျက်နှာဖုံးမတ်များပါရှိကြပြီးကျောနောက်ချောကလက်ညိုရောင်ရှိကြပါတယ်။အထီးကပိုပြီးရဲရဲတောက်ရှိတတ်ပါတယ်။ဥရောပအာရှအပူပိုင်းနဲ့အာဖရိကအချို့နေရာတွေမှာတွေ့ရပြီးရေကန်မြစ်ချောင်းကျွန်းတွေနားကတစ်ပင်တွေများတဲ့နေရာတွေမှာနေထိုင်ချက်စားကြပါတယ်။သူတို့ရဲ့အံ့ဖွယ်ဆန်းကအတိုက်ဆောက်ပုံမှာပဲအထီးကဥဆောင်လေးဆောက်လုပ်ပြီးအပင်ဖိုက်ပါပင့်ကူချီအမွှေးတွေနဲ့အချုပ်လိုက်တယ်လို့ချီမြင်တွေတုံးပြီးအိတ်ပုံစံချီထားတဲ့အတိုက်ကိုတကိုင်းမှာဆွဲချီထားတတ်ပါတယ်အချို့မျိုးစိတ်တွေမှာဝင်ပေါက်အတုပါရှိပြီးတားကောင်တွေလှည့်စားဖို့အခန်းအတုလေးတွေပါရှိကြပါတယ်အတိုက်ကအရန်ကိုခိုင်ခန့်ပြီးအရင်ခေတ်ကကလေးဖက်နဲ့အဖြစ်နဲ့တောင်သုံးပြုခဲ့ကြပါတယ်အင်းဆက်တွေပင့်ကူတွေအဓိကစားပြီးအစိအစံတွေလည်းစားတတ်ပါတယ်လှုပ်ရှားတတ်ကြွနေတဲ့တဘာဝရဲ့အံ့ဖွယ်ပြီးသူကပညာရှင်ငှက်ကလေးတွေပါပဲစောက်တန်မန်ဝီပါဟာအာဖရိကတိုက်တောင်ပိုင်းငှက်တွေထဲမှာအလှပဆုံးအမြန်ရှိဆုံးငှက်လေးတစ်မျိုးပါအရွယ်စား15 စင်တီမီတာအရှိ40 ကရန်လောက်ပဲအလေးချိန်ရှိတယ်တက်တန်းကတော့8 နှစ်လောက်ပဲရှိပါတယ်မျက်နှာတစ်ခုလုံးလုံးဝအနက်ရောင်ရှိပြီးခန္ဓာကိုယ်ကရွှေဝါရောင်တောက်ပလုံးပြီးမျက်လုံးတွေကညီရောင်ရှိကြပါတယ်သူတို့ရဲ့အံ့ဖွယ်ဆန်းကအတိုက်ဆောက်လုပ်ခြင်းပါပဲအထီးကတကောင်းတဲ့ဖြင့်မျက်ပင်များကိုခွဲချီဆွဲချီပြုလုပ်ကကြောက်စုပုံအတိုက်ကိုတစ်ပတ်အတွင်းဆောက်လုပ်ပြီးစီးကြပါတယ်တရားဒီမှာအတိုက်20 30 လုံးထိဆောက်တတ်ပြီးအမကိုလာကြည့်ခိုင်းတဲ့အမကမကြိုက်ရင်ချက်ချင်းဖြစ်စီပစ်တတ်ကြပါတယ်အတိုက်တွေကိုစူးပင်လျှက်စစ်ဝါယာကျိုးတစ်ကိုင်းတွေမှာအတွဲလိုက်ဆွဲချီထားတာကြောင့်ကြီးမားတဲ့အတိုက်စုတွေဖြစ်သွားတတ်တယ်အစိအစံအင်းဆက်ပန်းရည်ပါတဲ့အစာများကိုစားတတ်ပြီးတောင်အာဖရိကနမီးဘီးယားဘော့စဝါနာစတဲ့နေရာတွေမှာတွေ့ရတတ်ပါတယ်ရွှေရောင်မျက်နှာဖုံးဝတ်ထားတဲ့အာဖရိကရဲ့အံ့ဖွယ်အတိုက်ဆောက်လုပ်ရေးလုပ်သားတဦးပါပဲမွန်တီဇူမာအိုရိုပန်ဒိုလာငှက်မျိုးစိတ်တွေဟာအလယ်အမေရိကအပူပိုင်းတစ်တော်တွေမှာနေထိုင်ချက်စားလေးရှိတဲ့ငှက်မျိုးစိတ်တွေပါအရွယ်စားကြီးမားကြပြီး50 စင်တီမီတာအရှိရှိပြီး900 ကရန်လောက်အလေးချိန်ရှိကြပါတယ်တက်တန်းကတော့12 နှစ်လောက်ရှင်တန်နေထိုင်ကြရပါတယ်ကိုခန္ဓာတွင်ချောကလက်ညိုရောင်ဥကောင်းနဲ့အမီအဆုံရွှေဝါရောင်မျက်နှာမှာအပြာရောင်နဲ့ပန်းရောင်ရှိပြီးနှုတ်သီးတွေကရှည်လျားကျယ်ပြန့်ကြပါတယ်အတိုက်တွေကိုအမတ်ကတကိုယ်တော်ဆောက်လုပ်တတ်ကြပြီးအပင်ဖိုက်ပါနွယ်ကြီးတွေနဲ့အိတ်ပုံစံပြုလုပ်ကတစ်ကိုင်းများတွင်ချိတ်ဆွဲတိဆောက်ထားကြပါတယ်တပင်ထဲမှာအတိုက်ပေါင်း100ကျော်လောက်ကိုချိတ်ဆွဲထားတတ်ကြပြီးသားရဲတွေအန်ဒရယ်ကင်းဝေးစေရန်ပြောင်းဝေရှိတဲ့တစ်ပင်ကြီးများကိုရွေးချယ်တိဆောက်တတ်ကြပါတယ်အသီးနှံအင်းဆက်တွေမြေဖားကလေးတွေကိုစားသုံးတတ်ကြပါသေးတယ်မက်ဆီကိုအရှေ့တောင်ပိုင်းကနေပနားမားအထိအပူပိုင်းတစ်တော်များနဲ့ကိုစတာရီကာနိုင်ငံများတွင်တွေ့ရှိရပါတယ်ယာဝီပါငှက်မျိုးစိတ်များကိုတောင်အာရှနဲ့အရှေ့တောင်အာရှအိန္ဒိယပါကစ္စတန်မြန်မာထိုင်းစသည့်လေကွင်းမြက်ခင်းပြင်တွေမှာအများဆုံးတွေ့ရတဲ့ငှက်မျိုးစိတ်တွေဖြစ်ပါတယ်အရွယ်စားကတော့15 စင်တီမီတာလောက်ပဲရှိပြီးအလေးချိန်ကတော့30 ကရန်လောက်သာအလေးချိန်ရှိကြပါတယ်တက်တန်းအားဖြင့်10 နှစ်လောက်သာရှင်တန်ကြတဲ့ငှက်မျိုးစိတ်များဖြစ်ကြပါတယ်အထီးများသည်ဥကောင်းနှင့်ရင်ဘတ်တွင်ရွှေဝါရောင်နောက်ကျောတွင်ညိုဝါရောင်တို့ရှိကြပြီးအမများတွင်အဝါရောင်ဖြော့ဖြော့နှင့်အစင်းတွေပါရှိကြပါတယ်အတိုက်များကိုအထီးကတကိုယ်တော်တီဆောက်ကြပြီးမျက်ပင်များဖြင့်ပလင်းပုံစံတစ်ကိုင်းတို့ဟုတ်ထမ်းပင်များတွင်ချိတ်ဆွဲတီဆောက်ထားကြပါတယ်တရားဒီမှာအတိုက်20 လုံးထိဆောက်တတ်ပြီးအမကမကြိုက်ရင်ချက်ချင်းဖြိုဖျက်ချလိုက်တတ်ကြပါတယ်အန်ဒရယ်ကင်းဝေးစေရန်မြစ်ချောင်းများနှင့်နီးတဲ့တစ်ပင်တွေမှာအတိုက်တွေကိုဆောက်လုပ်တတ်ကြပါတယ်အစိအစံတွေကိုအဓိကစားကြပြီးအင်းဆက်တွေကိုလည်းဖမ်းစားတတ်ပါသေးတယ်ဒီဗီဒီယိုကလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုများမှာလည်းတဘာဝတရားကြီးတွင်မိတင်းနေထိုင်နေကြသောတတဝါများ၏စိတ်ဝင်စားဖွယ်ရာအကြောင်းများကိုတင်ဆက်ပေးသွားမည်ဖြစ်ပါသောကြောင့်လာမည့်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါစို့